နဲ့ရဲတွေကတော့ FBI တည်ဆုံမှုရဲ့မှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေကိုကြည့်ပြီးတဲလွန်စာရှာနေကြပါတယ်။အဲ့ဒီထဲမှာ Ray ဘက်မှာတည်ဆုံသွားတဲ့ဗီဒီယိုမှတ်တမ်းကိုပြန်ကြည့်တဲ့အခါမှာတော့ကထူးခြားတာတစ်ခုကိုသတိထားမိပါတယ်။ Ray ဘက်မှာအနေနဲ့တနင်္လာရီတွားရမယ့်ခရီးကိုတနင်္လာခွဲကြာအောင်စီးခဲ့တဲ့ပြင်ခဲကိုဖျက်တဲ့အချိန်တုန်းကလည်းစာရေးတအဲ့ကိုယူသွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ရထားဘောကဆင်းလာတဲ့အချိန်မှာတော့စာရေးကိုလည်းမတွေ့ရတဲ့ပြင်တည်ဆုံခံဒီအချိန်မှာတော့ရထားဘောကိုအသေးအတန်ကြည့်ဖို့ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။ဖြစ်ပျက်သွားပုံရခီရာကရထားဘောမှာရှိနိုင်တယ်လို့ယူဆရပေမဲ့ခီရာကရထားဘောဒီမလာပဲအဝေးကနေလည်းတတ်နိုင်တဲ့အတွက်ကြောင့်အသေးချာမသိရသေးပဲဝေခွဲရခန့်နေပါတယ်။လိုက်ကတော့ရာဇဝတ်သားတွေရဲ့နာမည်တွေကို၄ရက်လောက်မအိပ်ပဲဇက်တရေးနေပါတယ်။ဒီတလောအတွင်းစေးုံတရားလိုက်မယ်ဆိုပြီးအခုလိုလောက်ရခြင်းဖြစ်ပါတယ်။လိုက်စေးုံတက်နေတဲ့အချိန်ရာဇဝတ်သားတွေကိုတရားစီရင်တာရက်သွားရင်တော့ဆိုရီချီရိုယာကမီရဲ့သားစေးုံတမရက်သွားတယ်ဆိုပြီးတန်တရားဝင်ကြမှာစိုးရင်လို့ဖြစ်ပါတယ်။နောက်တရက်မှာတော့ဂျပန်ကိုရောက်နေတဲ့အေဂျင့်ဟောင်းတယောက်ကိုတက်တည်သွားတယ်ဆိုပြီး LZ ကိုတင်ရလာပါတယ်။တိတ်ဆုံးသွားတဲ့လူကိုကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ကအလျက်လက်အောက်မှာအလုံးလုံးခဲ့မှုတဲ့နာအောင်မီမီဆိုတာဖြစ်နေပါတယ်။ဌာနအလူတွေကတော့ခင်မွန်လောင်းတိတ်ဆုံးသွားတဲ့ကိစ္စကြောင့်စိတ်ဖိစီးပြီးအဆုံးစီရင်သွားတယ်လို့ထင်ကြပေမဲ့ကတော့မီဆိုတာအားနည်းတဲ့လူမဟုတ်ကြောင်းနဲ့တဲလွန်စားတစ်ခုရတာလို့တာခီရာစီကနေအသက်နှုတ်ခံလိုက်ရကြောင်းအတိအကျပြောပါတယ်။အဲ့ဒီအတွက်ရေဘက်မှာစုံစမ်းခဲ့တဲ့ဝန်ထမ်းတွေနဲ့မိသားစုတွေကိုတေချာစောင့်ကြည့်ရမယ်လို့ပြောပါတယ်။ရေဘက်မှာစုံစမ်းခဲ့တဲ့မိသားစုနှစ်စုကတော့လက်ထောက်ဒရိုက်တာကီတာမူရာမိသားစုနဲ့လိုက်ရဲ့အဖေဖြစ်သူဆိုအေချီရိုရဲ့မိသားစုပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ကီတာမူရာရဲ့နေအိမ်နဲ့ဆိုအေချီရိုရဲ့နေအိမ်ကိုစောင့်ကြည့်နိုင်မှုအတွက်လျှို့ဝှက်ကင်မရာတွေကိုတက်ဆင်ဖို့ပြောပါတယ်။အဲ့ဒီပြောလိုက်တဲ့စကားကြောင့်အဖွဲ့သားတွေကဒီလိုလုပ်တာမိန်းကလေးတွေရှိနေကြတဲ့မိသားစုတွေတော့စီးကြောတယ်လို့ဖြစ်နေတဲ့အတွက်လက်မခံကြပါဘူး။မိသားစုနှစ်စုမှာခီရာရှိနိုင်တယ်ဆိုတဲ့ယူဆချက်ကရာခိုင်နှုန်းဘယ်လောက်ရှိလဲမေးတဲ့အခါမှာတော့ 5% သာရှိတဲ့အတွက်အရန်နဲလွန်းတာကြောင့်ပို့ပြီးတော့တာသဘောမတူဖြစ်ကြပါတယ်။ဒါပေမဲ့ကာယာကန်ရှင်ဖြစ်တဲ့ဆိုရီချီရိုကတော့ဒီလိုအခြေအနေအတွက် 5% ဆိုတဲ့ဖြစ်နိုင်ခြေကလည်းအရေးပါတဲ့အတွက်ကြောင့်လက်တီကိုကြစ်ကြစ်ပအောင်စုပ်ကအံုံကျိတ်ပြီးသဘောတူကြောင်းပြောလိုက်ပါတယ်။ဒါကတော့ခီရာကိုဖမ်းမိရမယ်ဆိုတဲ့ဆိုရီချီရိုရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်မို့အိမ်နာရေချိုကန်ဂျောင်းဂျိုကြောင်များတအိမ်လုံးတက်နေရမကြံလျှို့ဝှက်ကင်မရာတွေတက်ဆင်ဖို့ဝါတာတွေကိုပြောလိုက်ပါတယ်။နောက်တရက်လိုက်ကြောင်းဆင်းလာတဲ့အချိန်မှာတော့အခန်းတကားကိုဖွင့်လိုက်တဲ့အခါမူမမှန်တဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ်။ရိုကတော့စကားတွေတောက်လျှောက်ပြောနေပေမဲ့လိုက်တယောက်ကတော့ရေငုံနှုတ်ပိတ်နေပါတယ်။ခဏကြာမှာတော့ကြောင်းဝန်းဆောင်လဲပြီးအပြင်သွားတိုင်းတကားမှညှက်သွားနေကြစာရွက်တစ်ခုကိုပြန်ချန်နေပါတယ်။လိုက်လုံးနေပုံကြည့်ပြီးအဖေဖြစ်သူဆိုရီချီတွေကတော့အခန်းထဲမှာတစ်ခုခုများဖွက်ထားတာလားဆိုပြီးဇောချွေးတွေပြန်ကရေရွနေပါတယ်။ကတော့ဒီလိုလောက်တာလူပြိုပေါ်ဝင်ကစားလိုက်တော့ပုံမှန်ပါပဲလို့ပြောပါတယ်။လိုက်ကတော့လမ်းသွားနေရင်ချက်ကတ်ထဲမှာတော့တစ်ခုခုများရှိနေမလားဆိုပြီးတေချာစစ်ဆေးနေပါတယ်။ဘာမှမရှိတော့တာတေချာပြီးဆိုတဲ့ချိန်မှာရုပ်ကိုစကားဆပြောပါတယ်။အိမ်ထဲမှာလျှို့ဝှက်ကင်မရာဒါမှမဟုတ်အတန်ဖန်းဆက်တစ်ခုခုရှိနိုင်ပြီးမပြည့်နိုင်မှုထင်ရပေမဲ့နှစ်ခုလုံးတော့ရှိနေနိုင်ကြောင်းပြောပါတယ်။စာရွက်ကလည်းတကားမှာပုံစံမပြတ်ပဲရှိနေတာကြောင့်ရုပ်ကတော့တေချာလို့လာလို့မေးပေမဲ့တကယ်တမ်းကစာရွက်ကိုညှက်ထားခဲ့တာလူတွေထင်အောင်ဓမ္မဖြစ်အောင်ဖိအနေနဲ့ညှက်ထားခဲ့တာဖြစ်ပါတယ်။အဓိကကတော့တကားလက်ကင်မှာပုံမှန်လူတယောက်ကအခန်းပြင်ကိုဝင်ပြီးဖြစ်စီထွက်ပြီးဖြစ်စီတကားကိုပုံမှန်တိုင်းပေးလိုက်မယ်ဆိုရင်တော့တကားလက်ကင်ကရေပြင်းကြီးအတိုင်းပဲအလျားလိုက်တန်းနေမှာပါ။လိုက်ကတော့အပြင်သွားတိုင်းတကားလက်ကင်ကိုရေပြင်းကြီးအတိုင်းမထားပဲ9 mm လောက်အောက်ကိုစောင်းပြီးထားလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းဝပြန်လာပြီးအခန်းတကားကိုဖွင့်တဲ့အချိန်မှာတော့လက်ကင်ကအောက်ကိုစောင်းမနေပဲရေပြင်းကြီးအတိုင်းဖြစ်နေတဲ့အတွက်အခန်းထဲကိုတရားရောက်ဝင်ထားခဲ့ကြောင်းပြောပါတယ်။ဒါတခုတည်းပါလားဆိုတော့မဟုတ်ပါဘူးကြံပါသေးတယ်။အပြင်သွားဖို့တကားကိုမပိတ်ခင်တကားကြားမှာခဲဆန်တစ်ချောင်းကိုညှက်ထားခဲ့တာဖြစ်ပါတယ်။အကယ်၍တကားကိုဖွင့်လိုက်မယ်ဆိုရင်တော့ညှက်ထားတဲ့ခဲဆန်ကျိုးသွားမှာဖြစ်ပါတယ်။လိုက်ပြန်လာတဲ့အချိန်မှာတော့ညှက်ထားတဲ့ခဲဆန်ကတော့ကျိုးပြီးကျနေတဲ့အတွက်လိုက်ဝင်မလာခင်တယောက်ယောက်ကအခန်းထဲကိုဝင်နှိပ်ပြီးဖြစ်ပါတယ်။အမေနဲ့ညီမရောမဖြစ်နိုင်ဘူးလားလို့ရော့ကမေးပေမဲ့အမေနဲ့ညီမဆိုရင်တော့စာရွက်ကိုတတိထားမိမှမဟုတ်တော့ဘူးလို့လိုက်ရပြန်ပြောပြီးစတိုးဆိုင်ကနေပစ္စည်းတစ်ခုဝယ်သွားပါတယ်။ကင်မရာတွေတေချာပေါက်ရှိနေနိုင်တဲ့အတွက်ရော့ကိုလည်းပန်နီမစားဖို့အတွက်ပြောပါတယ်။ရော့ကိုမြင်ရတဲ့လိုက်ကလာပန်နီစားနေတာကိုတာမန်တိုင်းမြင်ရပေမဲ့စာအုပ်ကိုမထိတွေ့တာတဲ့လူသားတွေကတော့ပန်နီကလေးပေါ်ပြန်နေပြီးတပြေးပြေးပြောက်ဝဲသွားတာကိုလားမရမှာဖြစ်တဲ့အတွက်ပန်နီစားခွင့်မပေးတာဖြစ်ပါတယ်။လူတွေအရက်ဆွဲဆေးလိတ်ဆွဲသလိုမျိုးရှီနီဂါမီရော့ကလည်းပန်နီကိုဆွဲလန်းနေတာဖြစ်တဲ့အတွက်အကယ်၍ပန်နီစားခြင်းကင်မရာတွေကိုရှာဖို့ပြောပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့ရော့တယောက်ကင်မရာတွေကိုရှာနေတဲ့ချိန်လိုက်ကတော့အပြာမဂ္ဂဇင်းတွေကိုဖတ်နေပါတယ်။အဲ့ရပေါ်လှည့်ရင်အပြာမဂ္ဂဇင်းတွေဖတ်နေတဲ့ live ကိုကြည့်ပြီးဆိုရီချီတွေကတော့သူ့သားဒီလိုမျိုးစာအုပ်တွေဖတ်နေတယ်ဆိုတာမယုံနိုင်စရာပါလားလို့ရေရွနေပါတယ်။ဒါပေမဲ့ကတော့ဒါအံ့ဩစရာမဟုတ်ကြောင်းနဲ့အခန်းထဲမှာစောင့်ကြည့်နေတာကိုရိပ်မိတဲ့အတွက်ဒီလိုလုပ်နေတာကိုပြချင်တာလားလို့ပြန်ပြောပါတယ်။မဟုတ်မှလည်းရောငါတောင်များတန်တရားဝင်နေတာလားလို့ဆိုရီချီတွေကမေးတော့တန်တရားဝင်လို့ပဲကင်မရာတွေတက်ဆင်ထားတာလို့ပြန်ပြောပါတယ်။ရိုးကလည်းကင်မရာတွေကိုရှာတွေ့ပြီးဖြစ်ကြောင်းပြောတော့လက်ချက်မှန်တေချာပေါက်တိသွားပါတယ်။ဒါပေမဲ့အေးစေးပါဒီလိုအခြေအနေအတွက်လိုက်ကတော့ပြင်ဆင်ထားနေပြီဖြစ်ပါတယ်။စာရုကလည်းလိုက်ကိုညစာစားဖို့အတွက်အောက်ကိုဆင်းလာဖို့ပြောပါတယ်။ဒရမာကြည့်ပြီးညစာစားနေကရုပ်တံဌာနကနေကြားပြသတင်းတစ်ခုကိုကြီးညာခံလိုက်ပါတယ်။ခီရာအမှုအတွက် ICPO ကနေပြီးတော့စုံတော့အယောက်ပေါင်း1500ကိုဂျပန်နိုင်ငံအနှံ့မှာဆေးလွတ်လိုက်ပြီဆိုတာပဲဖြစ်ပါတယ်။နေတဲ့စောက်ကြည့်နေလောက်မှန်ကိုတည်တဲ့အတွက်လိုက်ကတော့ ICPO ကယူနေကြောင်းနဲ့ဆေးလွတ်မယ်ဆိုရင်တော့လူသိရှင်ကြားလောက်တာတဲ့လျှို့ဝှက်စုံစမ်းတာပို့ပြီးအကျိုးရှိကြောင်းပြောပါတယ်။ညစာစားပြီးနောက်မှာတော့စာလောက်ရင်အစာပြေစားဖို့အတွက်အာလူကြော့တထောက်ကိုအခန်းထဲယူသွားပါတယ်။စာလုံးနေတဲ့လိုက်နာမှာရော့ကကင်မရာတွေကိုရှာရတာရှီနီဂါမီဖြစ်သူကိုတောင်ပင်ပန်းစေတာပဲလို့ရေရွနေပြီးကင်မရာအလုံးပေါင်း64လုံးရှိကြောင်းပြောပါတယ်။စာအုပ်ပေါ်မှာရာဇဝတ်သားတွေရဲ့နာမည်ကိုကြိုရေးထားပြီးဖြစ်ပေမဲ့ဒီလိုအခြေ
အခြေအနေမှာတော့လိုက်စာလုံးနေတဲ့အချိန်မှာပဲရာဇဝတ်သားတွေလည်းတင်နေကြောင်းတက်သေးပြနိုင်မှုအတွက်ကြိုတင်ပြင်ဆင်ထားတာရှိပါတယ်တကယ်တမ်းကအာလူကြော့ထုတ်တယ်မှာမီနီ TV တစ်ခုကိုထည့်တာနှစ်ပြီးဖြစ်ပါတယ်စာလုံးနေရဲ့အာလူကြော့တွေကိုနှိုက်စားပြီးသတင်းတွေကိုရနေတဲ့လိုက်ရတော့ညာဘက်လက်နဲ့စာလုံးပြီးဘဲဘက်လက်နဲ့ရာဇဝတ်သားတွေရဲ့နာမည်တွေကိုမတိမတာရေးချပြီးတရားစီရင်နေပါတယ်အဲ့ဒီအချိန်တွင်းမှာရာဇဝတ်သားတွေကနှလုံးဖောက်ပြီးတိတ်ဆုံးသွားကြောင်းဝါတာတွေကသတင်းလက်ပေးပါတယ်ဆိုရီချီရိုရဲ့အိမ်မှာတော့ဇနီးနဲ့သမီးဖြစ်သူကညစာစားပြီးတာနဲ့ဒရာမာကြည့်နေပါတယ်တားဖြစ်သူကတော့ညစာစားပြီး9နိုင်ခွဲကနေ17နိုင်အထိစာတစ်ခုတည်းဟိုတာလုံနေတဲ့အတွက်ခီရာကလူတက်ရဖို့အတွက်နာမည်နဲ့မျက်နှာလိုတယ်အဲ့တော့သတင်းမကြည့်တဲ့လူကခီရာမဖြစ်နိုင်တော့ဘူးလားလို့ရေရွတ်နေမိပါတယ်ဒါပေမဲ့ဒီညချမှာရာဇဝတ်သားတွေကိုသတင်းကြည့်ညာလို့ပြီးပြီးချင်းမှာပဲတက်လိုက်တယ်အခြေအနေရတော့ဆိုရီချီရိုရဲ့မိသားစုကလုံးဝကိုတန်ရကင်းရှင်းကြောင်းပြောနေပေမဲ့အလျက်စိတ်ထဲမှာတော့တခုခုမတင်မကျဖြစ်နေပါတယ်တညတာကုံဆုံးပြီးမနက်မိုးလင်းတဲ့အချိန်မှာတော့လိုက်ကမီနီ TV ထည့်ထားတဲ့အာလူကျော်အိတ်ကိုအမိုက်ပုံထဲတာထည့်လိုက်ပါတယ်မီနီ TV ရဲ့ဈေးနှုန်းပမာဏကလည်းဖြုံလောက်တဲ့ပမာဏဖြစ်တာကြောင့်အတုံးဖြုံအရန်ကြီးတဲ့ကောင်ပဲလို့ရိုတယောက်ရေရွတ်နေ like and subscribe လုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ကဲနောက်ထပ် episode မှာထပ်တွေ့ကြတာပေါ့